အောက်တိုဘာ9ရက်နေ့2000ခုနှစ်မှာ9/11တိုက်ခိုက်မှုကြောင့်တာလီဘန်တွေကိုတုံ့ပြန်တဲ့အနေနဲ့အမေရိကန်တပ်သားပေါင်း1300ကိုအာဖဂန်နစ္စတန်မှာတာဝန်ချထားခဲ့ပါတယ်။2011ခုနှစ်ဒီဇင်ဘာလမှာတော့အမေရိကန်တပ်သားပေါင်း9800အထိတာဝန်ပေးသက်ဆွဲရှိခဲ့ပြီးအာဖဂန်စကပြန်ပေါင်း9000လောက်ကိုအမေရိကန်နိုင်ငံမှာအထူးခုံလုံခွင့်ရနိုင်ဖို့သဘောတူညီချက်နဲ့အမေရိကန်စစ်တပ်မှာတာဝန်ပေးခဲ့ပါတယ်။2018ခုနှစ်အာဖဂန်နစ္စတန်နိုင်ငံနေရာတစ်ခုရဲ့ဂိတ်မှာအမေရိကန်စစ်သားတချို့စစ်ဆေးမှုတွေပြုလုပ်နေကြပါတယ်။တက်ကြကြီးဂျွန်ဆိုသူကနေ့လည်စာစားခြင်းနဲ့နေပြီဖြစ်လို့သူ့ရဲ့တပ်သားတွေကိုအမြန်လုပ်ဖို့စီခိုင်းနေပါတယ်။ထို့အချိန်အမေရိကန်တပ်သားကြကြဆိုသူကမတင်ငါစရာကားတစ်စီးကိုစကပြန်တယောက်နဲ့စစ်ဆေးနေပြီးကားဆရာမတကားမပွင့်ပိတ်နိုင်ကြောင်းပြောလို့အခြေတင်စကားများနေကြပါတယ်။ခဏအကြာကားဆရာဆိုသူကကားနဲ့ခက်လန်းလန်းကိုတဖြည်းဖြည်းနောက်ဆုတ်သွားပြီးလူမောင်းခဲ့တဲ့ကားထပေါက်ကွဲတဲ့ကြောင့်အနားမှာရှိတဲ့တပ်သားကြကြနဲ့စကပြန်တအူးဆုံးရှုံးခဲ့ရပါတယ်။တပ်သား2ဦးဆုံးရှုံးသွားပြီဖြစ်တဲ့တက်ကြကြီးကျော်ကသူ့အဖွဲ့ထဲမှာစကပြန်တအူးလို့အာဖရိကန်သား6ယောက်ကိုလူရွေးနေပြီးသူ့တငယ်ချင်းကတော့ကရုံးမုတ်စိတ်နဲ့တယောက်ကိုရေးဖို့အကြံပေးနေပါတယ်။မကြခင်ပဲသူ့ကိုခေါ်လိုက်ပြီးသူ့နာမည်ကတော့အာမတ်ပါ။အာမတ်ကစက်မြင့်ကျွမ်းကျင်သူတယောက်ဖြစ်ပြီးအမေရိကန်စစ်တပ်မှာ9နှစ်ကြာအောင်တာဝန်ထမ်းဆောင်လာသူတယောက်ဖြစ်ပါတယ်။ဂျွန်ကဒီမှာတာဝန်ထမ်းဆောင်ရတဲ့အကြောင်းရင်းကိုမေးတော့ပတ်စံကြောင်းလို့ဖြေခဲ့ပြီးဂျွန်ဟာသူ့ကိုစိတ်ပြောင်းမလုပ်ဖို့တခါတည်းမှာလိုက်ပါတယ်။နောက်နေ့ဂျွန်တို့တပ်ဖွဲ့ဟာရွာတရာထဲကအိမ်မှာတာလီဘန်တွေရဲ့လက်နက်ခဲယမ်းတွေရှိရဆိုပြီးတရင်ရထားတာကြောင့်စစ်ဆေးရေးပြုလုပ်ဖို့တွားနေကြပါတယ်။အာမတ်ကအိမ်ထဲမဝင်ခင်ဇေရိုရှာနေတာဒီမှာရှိမှာမဟုတ်ဘူးလို့ပြောတာကြောင့်ဂျွန်ကဘရောဟိတ်ဟောနေတယ်ဆိုပြီးနောက်လိုက်ပါတယ်။တကယ်ပဲအထဲဝင်ပြီးစစ်ဆေးကြည့်တဲ့အခါဘိန်းရှူပြီးကွဲနေကြတဲ့လူတွေကလွယ်၍ဘာလက်နက်ခဲမှမတွေ့ခဲ့ကြပါဘူး။ဂျွန်ကဒီမှာဘာရရှိမှန်ဘယ်လိုတိလဲလို့အာမတ်ကိုမေးလိုက်တဲ့အခါအာမတ်ကဒီမျိုးခံဖြစ်နေလို့တိနေကြောင်းပြန်ဖြေလိုက်ပါတယ်။ဂျွန်တို့တပ်ဖွဲ့ဟာတာလီဘန်တွေရဲ့ဖောက်ခွဲရေးပစ္စည်းတွေကိုစစ်တပ်လိုက်ရှာနေတာဖြစ်ပြီးအခုချိန်ထိဘာတစ်ခုမှမတွေ့နေတာကြောင့်သူ့အဖွဲ့သားတွေအနေအများနေပြီးဖြစ်လို့အကူအညီပေးဖို့အထက်ရာရှိကာတာဆိုသူကိုပြောနေပါတယ်။အထက်ရာရှိကာတာကဖောက်ခွဲရေးပစ္စည်းတွေရှာဖို့ဂျွန်ကိုတာဝန်ပေးထားပြီးဖြစ်လို့ကိုနီကိုဟန်နဲ့စမ်းလုံးကြီးကိုပြန်ပြောပါတယ်။သူတို့စကားပြောနေတာကိုမြင်နေရတဲ့ဂျွန်ရဲ့တငယ်ချင်းတက်ကလန်ဆိုသူကတာလီဘန်တယောက်ရဲ့ကိုယ်ရေးအချက်လက်ကိုအထက်ရာရှိကာတာမသိအောင်ဂျွန်ကိုပေးလိုက်ပါတယ်။ဒါနဲ့ပဲဂျွန်တို့တပ်ဖွဲ့ဟာတာလီဘန်တယောက်ကိုတွားရောက်ဖမ်းခေါ်ခဲ့ပြီးလမ်းကြားထဲကတနေရာမှာတာလီဘန်တွေရဲ့ဖောက်ခွဲရေးပစ္စည်းတွေဘယ်မှာရှိကြောင်းအာမတ်ကိုမေးလိုက်ပါတယ်။အာမတ်မင်းမလို့လုံနေချိန်မှာပဲတာလီဘန်ကအာမတ်ကိုတိနေကြောင်းနဲ့အာမတ်မိသားစုကိုသူကိုယ်တိုင်တိုက်၍ခွေးကျွေးပြမယ်ဆိုပြီးချင်းချောက်နေပေမဲ့အာမတ်ကဘာမှပြန်မပြောခဲ့ပါဘူး။ဘာတွေပြောနေမှမသိတဲ့ဂျွန်ကိုတာလီဘန်ကသူတို့နဲ့မပူးပေါင်းချင်ကြောင်းအာမတ်ကပြောလိုက်ပါတယ်။ထိုအခါဂျွန်ကတာလီဘန်ကိုရေးချယ်စရာ2ခုပေးပါတယ်။တစ်ခုကပတ်စံနောက်တစ်ခုကဂျွန်တစ်ခုမှထောင်ချမှာဖြစ်ပါတယ်။တာလီဘန်ကအဖြေကိုမပေးဘဲဝိလေကြောင်ပန်းလုပ်နေလို့ပတ်စံပို့လို့ခြင်းမှအာမတ်ကတဘောပေါက်တော့ပါတယ်။ဒါကြောင့်ဂျွန်ကအလုပ်ပြီးရင်ကျန်တာပေးမယ်လို့ပြောပေမဲ့အာမတ်ကတော့အခုပေးလိုက်ရင်အချိန်ပိုတက်တာမှဖြစ်တယ်လို့စောတကတက်ပါတယ်။ဂျွန်ကမပေးချင်ပေမဲ့အာမတ်ကအမိန့်ကိုလွန်ဆန်ပြီးပတ်စံနောက်တစ်ထုပ်ထုတ်ပေးလိုက်တဲ့အချိန်တာလီဘန်ကအဖြေကိုတန်းပြောလိုက်ပါတယ်။စစ်ဆေးမှုအပြီးစခန်းတို့ပြန်ရောက်ချိန်ဂျွန်ကတာလီဘန်ကောင်အာဖဂန်လိုပြောခဲ့တဲ့စကားကိုတက်သားအက်ဒီဆိုသူကိုပေးခဲ့ပါတယ်။အက်ဒီကအာမတ်ချင်းချောက်ခံရကြောင်းပြောတော့အခါသူတို့အာမတ်ကိုဘယ်လိုသိတာလဲလို့ဂျွန်ကပြန်မေးလိုက်ပါတယ်။အာမတ်ကအရင်ကမိသားစုစီးပွားရေးတစ်ခုဖြစ်တဲ့ဈေးမောင်ကိုအလုပ်ကိုလုပ်ကန်ခဲ့ပူပြီးတာလီဘန်တွေကအာမတ်အကူဖြစ်သူကိုတက်လိုက်တာကြောင့်အမေရိကန်စစ်တပ်ထဲဝင်ခဲ့ကြောင်းအက်ဒီကရှင်းပြပါတယ်။ထို့ကြောင့်တီတော်တဲ့ဂျွန်တယောက်စိတ်မကောင်းဖြစ်တော့ပြီးအာမတ်ထံတို့တွားကနောက်အခါသူ့အမိန့်ကိုမလွန်ဆန်ဖို့မှာပြီးတယောက်နဲ့တယောက်နားလည်ပြီးမဟုတ်လားလို့အာမတ်ကိုပြောလိုက်ပါတယ်။ဂျွန်ရဲ့တပ်ဖွဲ့ဟာတာလီဘန်စီကရတဲ့တဲ့အတိုင်းဖောက်ခွဲပစ္စည်းတွေရှိတဲ့နေရာကိုတွားဖို့ညီပုံကြည့်နေကြပါတယ်။တပ်ဖွဲ့ဝင်ချီစီဆိုသူကတမက်နေရာကိုရောက်ဖို့အမြန်ဆုံးလမ်းကိုပြောနေပေမဲ့ဟာဒီဆိုလူဒီတခြားလမ်းကိုရေးဖို့ပြောနေပါတယ်။ဘာလို့လဲလို့မေးလိုက်တဲ့အခါအရင်တစ်ခေါက်မူးရတော့ဂျီစီပြောတဲ့လမ်းကပြက်နေတယ်လို့ပြောတာကြောင့်မြင်းစရာတက်တည်လည်းမရှိလို့ဟာဒီပြောတဲ့လမ်းကိုတွားခဲ့ကြပါတယ်။လမ်းရောက်တော့အခါအာမတ်ကဂျွန်ကိုကားခဏရခိုင်းပြီးဟာဒီဒီလမ်းကိုလာရတဲ့အကြောင်းရင်းကိုတလန်းလုံးစဉ်းစားနေတာဖြစ်၍အဖြေတစ်ခုမှမကောင်းကြောင်းကိုရှင်းပြပါတယ်။ဒီဘက်ဒေတာကမိုးရွာရင်မပျက်စီးနိုင်တာကြောင့်ဟာဒီဒီလိန်နေကြောင်းဖြစ်ပြီးထောင်ချောက်ဆင်နေကြောင်းကိုအာမတ်ကပြောခဲ့ပေမဲ့ဂျွန်ကဟာဒီဒီလူရင်းဖြစ်ကြောင်းနဲ့ယုံလို့ရကြောင်းကိုပြန်လည်ပြောဆိုခဲ့ပါတယ်။ဘာပဲဆိုအာမတ်ကဒီလမ်းကိုမသွားချင်ကြောင်းပြောနေတာဖြစ်လို့ဂျွန်ကတပ်ဖွဲ့တွေဖြန့်ကဒရုန်းတွေနဲ့မြေပြင်ချင်းတွေကိုလိုက်လံစစ်ဆေးခိုင်းလိုက်ပါတယ်။ထို့ချိန်မှာအာမတ်ကဟာဒီကိုအမောက်တိတ်ပြီးလေဘင်းကိုတနက်နဲ့ချိန်ထားလိုက်ပါတယ်။ဂျွန်ကတနက်ကိုဖယ်ပေးဖို့ပြောနေပေမဲ့အာမတ်ကသူကျွန်တော်တို့ရဲ့ location ကိုပေးလိုက်ပြီးဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်။ဂျွန်ကပစ္စတိုကိုကင်ကနောက်တစ်ခေါက်ပြန်မပြောဘူးဆိုပြီးတတိပေးလိုက်မှအာမတ်ကတနက်ကိုဖယ်ပေးလိုက်ပါတယ်။မြေပြင်ပေါ်လဲနေတဲ့ဟာဒီကသူ့မိသားစုကိုတာလီဘန်တွေဖမ်းထားပြီးဖြစ်လို့ကြီးကျယ်ကြမရှိကြောင်းရှင်းပြနေပါတယ်။ခဏကြာတာလီဘန်တွေခြုံကိုတိုက်ဖို့လာနေပြီဆိုပြီးသတင်းရတာကြောင့်စခန်းကိုအမြန်ပြန်ဆုတ်ခဲ့ကြရပါတယ်။ဂျွန်ဟာမိမဖြစ်သူခင်မလီနဲ့ကလေးနှစ်ယောက်ရှိပြီးအိမ်ကကိုပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ကာဝတ်ရှော့အကြောင်းစကားစာမိပြောနေကြပါတယ်။တစ်ဖက်မှာလည်းအာမတ်ကမွေးခံဒီကိုဝင်ဆောင်မိမတစ်ယောက်ရှိပြီးအထူးခုံလုံးခွင့်ဗီဇာဘယ်တော့ရမှာလဲလို့မေးနေတာကြောင့်အာမတ်လည်းကြိုးစားနေတယ်ဆိုပြီးပြန်ဖြေလိုက်ပါတယ်။ကျွန်တော်တို့ဖွဲ့ဟာ120ကီလိုအကွာကတာလီဘန်ဖောက်ခွဲရေးပစ္စည်းတွေရှိတဲ့နေရာကိုတွားနေကြပါတယ်။တမက်နေရာကိုရောက်တော့ဂျွန်တို့ဟာအလုံးလုံးနေသူတွေကိုစစ်မိတ်နေပြီးပိုင်ရှင်ဆိုသူဒီနေရာကပိတ်ထားရကြပြီးဖြစ်တဲ့တထုတွင်တစ်ခုသာဖြစ်၍နေရာမှားလာကြောင်းအာမတ်ကိုပြောနေပါတယ်။ညံကောင်းတဲ့အာမတ်ဟာအလုတ်တမအဖွဲ့တွေလိန်နေကြောင်းနဲ့တခုခုထူးဆန်းနေတာဖြစ်လို့တတိနဲ့နေဖို့ဂျွန်ကိုပြောလိုက်ပါတယ်။ထိုအချင်းတွေကိုချောင်းကြည့်နေတဲ့တာလီဘန်တယောက်ဟာအမေရိကန်စစ်သားတွေရောက်နေကြောင်းသူ
သူတို့ရဲ့ခေါင်းဆောင်ကသတင်းလမ်းပို့လိုက်ပါတယ်။ကျွန်တော်တို့ဖွဲ့ဟာနေရာကိုလိုက်ပတ်စစ်ဆေးနေကြပြီးထင်ထားတဲ့အတိုင်းလက်နက်ခဲယမ်းနဲ့ဖောက်ခွဲရေးပစ္စည်းအမြောက်အများကိုတွေ့ရှိခဲ့တာကြောင့်နေကြောင်းစစ်ကူအမြန်ခေါ်လိုက်ပါတယ်။တာလီဘန်တို့ရဲ့တုံးစံအတိုင်းပြန်ပေးဆွဲထားတဲ့လူတယောက်အားနှိပ်စက်တပ်ဖြတ်တဲ့ဗီဒီယိုရိုက်နေကြပြီးထိုအခြေအနေကိုမြင်သွားတဲ့ကျွန်တော်တို့၃ယောက်ဟာတာလီဘန်အဖွဲ့ကိုဝင်ရောက်ရှင်းပစ်လိုက်ပါတယ်။တကားနောက်မှာပုံနေတဲ့တာလီဘန်တယောက်ကအလစ်တိုက်ခိုက်တာကြောင့်တပ်သားတယောက်တန်ရာရရှိသွားပြီးဂျွန်ကရန်သူကိုအလင်းမြန်ပြန်လည်ရှင်းပစ်လိုက်ပါတယ်။မကြာခင်မှာတာလီဘန်အမြောက်အများရောက်ရှိလာကြပြီးကျွန်တော်တို့တပ်ဖွဲ့ကိုစတင်တိုက်ခိုက်ကြပါတော့တယ်။အပြန်အလှန်ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြပြီးတပ်ဖွဲ့အင်အားမညီမျှတဲ့အတွက်ကျွန်တော်ဟာတပ်သားတယောက်ဝီတယောက်ဆုံးရှုံးနေချိန်ဂျွန်နဲ့အာမတ်တို့နှစ်ယောက်ကပဲအန်ရီရီကြားကနေကတ်တီလေးလွတ်မြောက်လာကြပါတယ်။ပွဲပြီးမှဖြောင်ခင်းဆိုတဲ့အတိုင်းနေသက်စစ်ကူတွေရောက်လာတဲ့အချိန်မှာတော့ဂျွန်နဲ့အာမတ်ကလွဲ၍ကျန်တပ်သားအားလုံးတည်ဆုံနေကြပြီဖြစ်ကြောင်းအထက်ဘက်ကိုသတင်းလမ်းပို့လိုက်ပါတယ်။ခပ်ပြီးလွတ်မြောက်လာတဲ့ဂျွန်ဟာသူ့ရဲ့တပ်သားတွေတယောက်ပြီးတယောက်ဆုံးရှုံးတာကိုမြင်ခဲ့ရတာကြောင့်စိတ်ထဲမကြေမနက်ဖြစ်နေပြီးဒီညဒီမှာပဲနှားဖို့အာမတ်ကိုပြောလိုက်ပါတယ်။နောက်နေ့မနက်တာလီဘန်အဖွဲ့ခေါင်းဆောင်ကဂျွန်တို့နှစ်ယောက်ကိုအရှင်လူချင်းချောင်းမာထားတာဖြစ်လို့တာလီဘန်အမြောက်များကဂျွန်တို့ကိုအတဲအတန်လိုက်ရှာနေကြပါတယ်။အသက်ကိုဖက်နဲ့ထုတ်ထားရတဲ့အခြေအနေဖြစ်လို့အခက်ခဲတွေကြားကမရမကပြေးခဲ့ပြီးတောင်ချမ်းနာအိမ်အပြက်တစ်ခုမှာနောက်တညနားဖို့စီစဉ်လိုက်ကြပါတယ်။မနေ့ရောက်တော့အခါဂျွန်တယောက်အိမ်ဘေးဘက်လယ်ကိုလိုက်စစ်နေချိန်တာလီဘန်တွေရဲ့အလစ်တိုက်ခိုက်ခြင်းကိုခံလိုက်ရပြီးခြေထောက်မှာတန်ရာရရှိတော့ပါတယ်။အရှင်လူချင်းချောင်းမာထားတာဖြစ်လို့တာလီဘန်တွေကဂျွန်ရဲ့ခေါင်းကိုတနက်တင်နဲ့ခပ်ပြင်းပြင်းလေးတစ်ချက်ဆောင်းလိုက်တာကြောင့်ဂျွန်ကလုံးဝမူးဝေတော့ပြီးကားပေါ်တင်တော့ဖို့လုပ်နေချိန်အမတ်ကတာလီဘန်တွေကိုတနေရာကနေချောင်းပြီးရှင်းပစ်လိုက်ပါတယ်။ခေါင်းလေးထိထားပြီးခြေထောက်လည်းတန်ရာရထားတဲ့ဂျွန်ဟာတတိရှိအောင်ကလွယ်ဘာမှမလုပ်နိုင်တော့တာကြောင့်အမတ်ကဂျွန်ကိုဆွဲခေါ်ရဖို့တစ်တာအခင်းတစ်ခုပြင်ဆင်လိုက်ပါတယ်။ဒီတိုင်းတွားရင်အန်ဒီရရှိနိုင်တာဖြစ်လို့အမတ်ကအဝတ်စားတွေလည်းကဂျွန်ကိုရအောင်ကယ်ထုတ်မယ်ဆိုတဲ့အကြောင်းပြောနေပါတယ်။ရွာတရာရောက်တော့ဂျွန်မှာပါလာတဲ့ငွေအချို့ကိုယူပြီးကားဟောင်းတစ်စီးဝယ်လိုက်ပါတယ်။လမ်းတစ်လျှောက်မောင်းလာချိန်ကားပြက်နေတဲ့တာလီဘန်တွေနဲ့တွေ့ကလမ်းကြုံလိုက်စီဖို့ပြောပါတယ်။ကန်ကောင်းဆောင်နဲ့နောက်မှာပါလာတဲ့ဂျွန်ကိုမရိပ်မိခဲ့ကြပါဘူး။တနေရာရောက်မှာတော့တာမန်လူစုကိုတွေ့ပြီးကားစီလည်းတိတ်မရှိတော့တာကြောင့်အမတ်ကသူ့ကိုသွန်းနေပြီးရင်သူ့မှာပါလာတဲ့ကားကိုပြန်ပေးမယ်ဆိုပြီးပြောခါဂျွန်အတွက်အခိုင်အခဲပြောက်စီးနဲ့စားစရာအနေငယ်အကူအညီတောင်းလိုက်ပါတယ်။ဒီလိုနဲ့အမတ်တယောက်သွန်းလဲပေါ်ကတန်ရာရီနဲ့ဂျွန်ကိုပြုစုရင်တတောင်တက်တတောင်ဆင်းတနေရာပြီးတနေရာခက်ခက်ခဲခဲတွန်းလာခဲ့ပြီးနောက်အမေရိကန်တပ်ရင်းကိုလမ်းမြင်နေရပါပြီ။ဆိုင်မှာရေဝဲတောက်နေချိန်ကားတစ်စီးနဲ့တာလီဘန်၃ယောက်ရောက်ချလာပါတယ်။အစားကတော့မရိပ်မိခဲ့ပေမဲ့တာလီဘန်တွေကမတင်ကားတာကြောင့်တွန်းလဲပေါ်ကဂျွန်ကိုအုပ်ထားတဲ့ဆောင်အားဖယ်နေချိန်မှာပဲအာမတ်ကတာလီဘန်တွေကိုတနက်ဖြစ်အလင်းအမြန်ရှင်းလိုက်ပါတယ်။ထို့နောက်နီးနားမှာကင်းစစ်နေကြတဲ့အမေရိကန်တပ်သားများဟာတနက်ထန်ကြောင့်ရောက်ရှိလာကြတဲ့အခါအာမတ်ကိုမြေပြင်ပေါ်အတင်းဝင်ခိုင်းလိုက်ပြီးတွန်းလဲပေါ်မှာဂျွန်ပါလာကြောင်းအာမတ်ကပြန်ပြောလိုက်ပါတယ်။သုံးပတ်အကြာအိမ်ပြန်ရောက်ပြီးအဆင်ပြေနေပြီဖြစ်တဲ့ဂျွန်ကိုဘုံလူဆောင်စုတစိတ်ပေးမယ်ဆိုပြီးကြားထားကြောင်းသူ့ငယ်ချင်းဖြစ်သူတက်ကလန်ကပြောနေပါတယ်။ဒါပေမဲ့ဂျွန်ကထိုစုတစိတ်တီသူနဲ့မထိုက်တန်ကြောင်းနဲ့အာမတ်ကိုရာပေးတင်ကြောင်းပြောနေပေမဲ့အာမတ်ကတော့စုတစိတ်ထက်ဗီဇာကိုရာပိုလိုချင်မိမှာဖြစ်တယ်လို့တက်ကလန်ကပြန်ပြောပါတယ်။ဒါပေမဲ့ဗီဇာရရင်တော့အာမတ်ကိုအရင်ဆုံးတွေ့အောင်ရှာရအောင်မယ်လို့တက်ကလန်ကပြောတော့အခါဂျွန်ကဘာအတွက်ရှာရမလဲဆိုပြီးမေးခွန်းထုတ်လိုက်ပါတယ်။ကီလိုမီတာ100လောက်ဝေးတဲ့နေရာကနေဂျွန်ကိုမရမကကဲထုတ်ခဲ့တဲ့အာမတ်ဟာတာလီဘန်တွေကိုမကြည်မနှက်ဖြစ်စေခဲ့ပြီးသူတို့အလိုရှိဆုံးလူ10ယောက်မှာဂျွန်နဲ့အာမတ်တို့ပါနေကြောင်းတက်ကလန်ကရှင်းပြပါတယ်။ဂျွန်တို့အခုစကားပြောနေချိန်မှာပဲ3လအရွယ်ကလေးရှိတဲ့အာမတ်နဲ့သူ့ရဲ့မိန်းမတို့ဟာတာလီဘန်တွေလက်ထက်ကနေပုံနေရပြီလို့တက်ကလန်ကပြောပါတယ်။ထို့နောက်ဂျွန်ကအာမတ်ကိုဘယ်လိုရှာရမလဲဆိုပြီးမေးဖို့လုပ်နေချိန်အာမတ်မှာစေးမောင်ခုတမအာလီဆိုတဲ့ညီတယောက်ရှိပြီးအာမတ်တီနီယာကိုတူတိကြောင်တက်ကလန်ကပြောပါတယ်။တို့ပေမဲ့အာမတ်တို့မိသားစုအတွက်အထူးခုံလုံးခွင့်ဗီဇာမရမချင်းအာလီကတီနီယာကိုပြောပြမှာမဟုတ်လို့ဂျွန်တယောက်ဗီဇာရဖို့ကြိုးစားရတော့မှာဖြစ်ပါတယ်။ဂျွန်ကညနေလို့အာမတ်ကသူ့ကိုကယ်ခဲ့တဲ့အကြောင်းအိမ်မက်ဆိုမှတ်နေပြီးတလကျော်ဒီအထိအာမတ်အတွက်ဗီဇာရုံးကိုနေ့တိုင်းဒီပါဖုံးဆက်ခဲ့ပေမဲ့အကြောင်းမျိုးမျိုးကြောင့်ဗီဇာမကျတာဖြစ်လို့အပြည့်ရှိစိတ်တွေနဲ့အကျွေးတင်နေသလိုခံစားနေရပါတယ်။သူလာအဲ့နေရာမှာရှိတဲ့ကြောင်းနဲ့အာမတ်ဟာသူ့ကိုတေးအောင်ပစ်ထားခဲ့တဲ့ကြောင်းဂျွန်ဟာသူ့၏မိန်းမဖြစ်သူခင်လီအားရင်ဖွင့်နေပါတယ်။လူတယောက်ကတခြားသူတယောက်နေရာကိုဝင်ပြီးခံစားနိုင်ရင်ဒီလိုပဲဖြစ်တတ်ကြပါတယ်။ကြံရများတဲ့အဆုံးမှာတော့ဂျွန်တယောက်အာမတ်ကိုအာဖဂန်နစ္စတန်ထိကိုယ်တိုင်တွားကယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ခေါင်းကိုကြီးကြီးတက်ခံထားရတဲ့ဂျွန်အတွက်နမည်နဲ့နောက်ကျောင်းရာဇဝင်တွေပြောင်းပေးမယ်ဆိုပြီးတက်ကလန်ကပြောပါတယ်။နောက်ပြီးသူသိထားတဲ့ကြီးစားတပ်ဖွဲ့ဖားကအကြောင်းကိုပါတခါတည်းပြောပြလိုက်ပါတယ်။တစ်ဖက်မှာတော့အာမတ်တို့ပုံခိုရနေရာကိုတာလီဘန်တွေရောက်လာကြောင်းအတီးတယောက်ကဖုံးဆက်လို့အာမတ်တို့မိသားစုဟာနေရာထပ်ပြောင်းမှုပြင်ဆင်ကြရပါတယ်။အရင်နောက်ပေါက်ကရောက်လာတဲ့တာလီဘန်တယောက်ကိုတိတ်တဆိတ်ရှင်းပစ်လိုက်ပြီးအတီးရဲ့အကူအညီကြောင့်ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ဘယ်ချိန်ထိဆက်ပြေးနေရမလဲဆိုတာတွေးပူနေရဆဲဖြစ်ပါတယ်။ယောက်ျားဖြစ်သူဂျွန်ရဲ့ခံစားချက်ကိုကောင်းကောင်းနားလည်ထားတဲ့ဂျွန်ရဲ့ဇနီးခင်လီဟာအာမတ်ဗီဇာအတွက်နဲ့ဂျွန်အာဖဂန်နစ္စတန်တွားနိုင်ဖို့အတွက်အိမ်ကိုအပေါင်ခံထားပြီးဖြစ်ကြောင်းအတိပေးပြီးလောက်ဆက်ရှိရကိုဆက်လုပ်ဖို့ပြောကအိမ်ကိုအတက်ရှင်လည်းပြန်လာဖို့မှာနေပါတယ်။နောက်တစ်နေ့ဂျွန်ဟာအထက်ရရှိကာတာကိုတွားရောက်တွေ့ဆုံခဲ့ပြီးဂျွန်ရဲ့အကျွေးဟာစိတ်ပြလက်ပြောက်လုံးလို့ရတဲ့အကျွေးမဟုတ်လို့မရရအောင်ဆက်ရမှာဖြစ်တာကြောင့်အာမတ်ရဲ့ဗီဇာကိုဘယ်နည်းနဲ့ဖြစ်ဖြစ်ရအောင်လုပ်ပေးဖို့ပြောပါတယ်။နောက်ပြီးလွန်ခဲ့တဲ့10နှစ်ကအထက်ရရှိကာတာကိုဂျွန်ကယ်ခဲ့တာဖြစ်ကြောင်းပြန်ပြောနေပြီးကျေးဇူးဆက်တဲ့အနေနဲ့
အာမတ်တို့မိသားစုဗီဇာကိုလုပ်ပေးဖို့ပြောလိုက်ပါတယ်။ Afghanistan မှာအာမတ်တို့ကိုတွားရောက်ခေါ်ဆောင်မဲ့ဂျွန်ဟာသူ့ရဲ့မိသားစုကိုနှုတ်ဆက်နေပါတယ်။ဂျွန်နဲ့သူလိုက်ဖို့စာချုပ်ချုပ်ထားပြီးဖြစ်တဲ့ကြီးစားတပ်ဖွဲ့ခေါင်းဆောင်ဖာကာစီတို့ရောက်တော့အခါနောက်3ရက်နေမှာတွားဖြစ်တော့မယ်ဆိုပြီးပြောပါတယ်။ဂျွန်ဟာသူတို့သဘောတူညီထားတဲ့စာချုပ်အတိုင်းမလုပ်တဲ့ဖာကာကိုဂရိတီဖို့ပြောနေပြီး3ရက်ဆိုတဲ့အချိန်ဟာလူတစ်ယောက်အချိန်မီတည်ရနိုင်တာဖြစ်လို့ဂရိတီဖို့ကိုတာဖာကာကိုစက်တိုက်တောင်းဆိုနေပါတယ်။ဖာကာကလည်းအထက်ကလာတဲ့အမိန့်ဖြစ်ပြီးကုလသမဂ္ဂအမတ်တယောက်ကိုကယ်ရမှာဖြစ်ကြောင်းနဲ့နောက်3ရက်နေရင်တပ်ဖွဲ့တစ်ခုလုံးတုံးလုံးရပြီဖြစ်ကြောင်းကိုဂျွန်အားရှင်းပြနေပါတယ်။ဒီလိုနဲ့တယောက်နဲ့တယောက်ပြောမြတဲ့အဆုံးဖာကာကဂျွန်ကိုအစီအစဉ်တစ်ခုပေးပါတယ်။အစီအစဉ်ကတော့ဂျွန်ကိုလက်နက်ရိတ်ခါအပြည့်ပါတဲ့ကားတစ်စီးပေးလိုက်မှာဖြစ်ပြီးအာမတ်ကိုတယောက်တည်းတိတ်တဆိတ်တွားရှာရမှာဖြစ်ပါတယ်။ရှာတွေ့ပြီဆိုမှဂျွန်ကဖာကာတို့ကိုဆက်သွယ်ပြီးဒီဘက်ကနေစစ်ကူတစ်ခါတည်းလွတ်ပေးမှာဖြစ်ပါတယ်။ရေးချင်စရာမရှိတဲ့ဂျွန်ဟာဖာကာအစီအစဉ်ကိုတက်မခံခြင်းပဲလက်ခံလိုက်ရပါတယ်။အရင်ဆုံးအာမတ်ရဲ့တီနီယာကိုတည်တဲ့အာမတ်ရဲ့ညီစီမွန်ခုတမအာလီစီတို့တွားခဲ့ပါတယ်။အာလီကဒီကနေရှေ့ဆက်သွားရင်တာလီဘန်ဂိတ်အမြောက်များရှိတာဖြစ်ပြီးအန်ဒီအများကြောင်းဂျွန်ကိုပြောနေပါတယ်။ဒါကြောင့်အာလီကကားဆရာတယောက်နဲ့မိတ်ဆက်ပေးပြီးသူ့မှာဂိတ်ဖက်တက်ခွင့်လက်မှတ်ရှိလို့အဆင်ပြေမှာဖြစ်ကြောင်းပြောကဂျွန်ကိုပုံပြီးလိုက်နိုင်ရန်ကုန်ကားတစ်စီးပြင်ဆင်ပေးလိုက်ပါတယ်။ထို့နောက်အာလီအကူအညီကြောင့်ဂိတ်တော်များများကိုဖျက်ဆီးလာနိုင်ပေမဲ့ပြီးတကယ်အရောက်မှာအပြင်းထန်အရေးခံရပါတယ်။တာလီဘန်တွေကကားပေါ်တက်ရှာချိန်ဂျွန်ကိုတွေးတော့မှာဖြစ်တာကြောင့်ဂျွန်ကတနက်နဲ့အလျင်အမြန်ရှင်းပစ်လိုက်ပါတယ်။ဂျွန်ရဲ့တနက်တန်ဟာကွန်းမြင့်တစ်ခုလုံးပြန့်လာပြီးခလန်းလန်းမှာရက်နေတဲ့ကားတစ်စီးထက်ကတာလီဘန်တယောက်ဟာသူတို့အဖွဲ့သား2ယောက်အရှင်းခံလိုက်ရပြီဖြစ်ကြောင်းတာလီဘန်အဖွဲ့ခေါင်းဆောင်ကိုတင်းပို့လိုက်ပြီးခေါင်းဆောင်ကလက်တစိမ့်လိုက်သွားဖို့စီခိုင်းလိုက်ပါတယ်။ထို့နောက်ကျွန်းထန်တို့ဖုန်းတကုန်းဝင်လာကအထက်အရာရှိကာတာစီကဖြစ်ပြီးအာမတ်တို့မိသားစုဗီဇာရပြီဖြစ်ကြောင်းပြော၍ကံကောင်းပါစေဆိုပြီးဆုတောင်းပေးလိုက်ပါတယ်။အချိန်ခဏအကြာမှာတော့ကားပစ်နေတဲ့အာမတ်ကိုလမ်းမြင်နေရတဲ့ဂျွန်ဟာဖာကထန်တို့ဖုံးဆက်လိုက်ပြီးကျွတ်ကိုအမြန်လွတ်ပေးဖို့ပြော၍လမ်းမှာတာလီဘန်2ယောက်ကိုတက်ခဲ့တာဖြစ်လို့ပြဿနာတက်နေကြောင်းကိုပါပြောပြလိုက်ပါတယ်။ဖာကာက2ကီလိုမီတာအကွာမှာရှိတဲ့ရီကာတာစီတို့2နာရီအတွင်းရောက်မယ်လို့ပြန်ပြောလိုက်ပါတယ်။ထို့အချိန်ကျွန်းတယောက်ကားပေါ်ကဆင်း၍အာမက်ရှိယာတို့လမ်းလျှောက်တော့ကဒီနေရာကခွေးတွေပေါ်လိုက်တာဆိုပြီးပြောလိုက်ပါတယ်။ဂျွန်ရဲ့မျက်နှာကိုမြင်တော့တဲ့အာမက်ဟာအံ့အားတင်သွားပြီးဂျွန်ရဲ့အင်ဂျီကိုကြိုက်ကြောင်းစနှောက်လိုက်ပါတယ်။ဂျွန်ကလည်းအာမက်ရဲ့စပင်ကြီးကိုကြိုက်တယ်ဆိုပြီးပြန်ပြောကဗီဇာရပြီဆိုတဲ့အကြောင်းပြော၍သူနဲ့အတူတခါတည်းလိုက်ခဲ့ဖို့အာမက်ကိုပြောလိုက်ပါတယ်။ထိုအချိန်ကိုအဝေးကနေလမ်းကြည့်နေတဲ့တာလီဘန်တယောက်ကတပ်ပုံရိုက်ပြီးသူတို့ရဲ့ခေါင်းဆောင်ကိုပို့ပေးလိုက်တာကြောင့်ဂျွန်နဲ့အာမက်တို့2ယောက်ဖြစ်နေမှန်းသိသွားပါတယ်။အလိုရှိဆုံးလူ2ယောက်ကိုတွေ့ပြီဖြစ်လို့တာလီဘန်အမြောက်များကိုဆေးလွှတ်ခဲ့ပါတယ်။အာမက်ကသူ့ရဲ့မိန်းမနဲ့ကလေးကိုခေါ်ပြီးဂျွန်တို့နဲ့ရီကာတာရှိရာတို့ဥတီထွက်လာခဲ့ကြပါတယ်။ဂျွန်တို့ထွက်သွားပြီးနောက်မကြာခင်အချိန်မှာပဲတာလီဘန်တွေရောက်ရှိလာကြပြီးရီကာတာဘက်တို့ထွက်သွားကြောင်းကိုရွာသားတယောက်ကပြောပြလိုက်ပါတယ်။ဒီလိုနဲ့ရီကာတာရောက်ခါနီးမှာတာလီဘန်ကားတွေလိုက်လာကြောင်းကားဆရာကဂျွန်ကိုပြောလိုက်ပါတယ်။ဂျွန်နဲ့အာမတ်တို့ဟာတနက်တယောက်တစ်လက်စီနဲ့တာလီဘန်တို့အားပြန်ခံပစ်ခဲ့ပြီးသူတို့စီးခဲ့တဲ့ကားကိုလိုင်ကောင်းတစ်ခုရဲ့ထိပ်မှာဖောက်ကွယ်လမ်းပိတ်လိုက်ကအချိန်ကိုရသလောက်ဆွဲခဲ့ကြပါတယ်။တစ်ဖက်နဲ့တစ်ဖက်အပြင်းထန်ပစ်ခတ်နေကြပြီးဘာကာတို့လေကြောင်းအလာကိုစောင့်နေကြတဲ့ဂျွန်တို့ဟာပါလာဓမြကြီးစံတွေဂုံလေးအထိခံပစ်နေကြပါတယ်။နောက်ဆုံးပါလာတဲ့ပစ္စတိုကပါကြီးကုံသွားပြီဖြစ်လို့ဂျွန်နဲ့အာမတ်တို့မိသားစုဟာမျိုးလင်းချက်တွေပျောက်ဆုံးနေကြပြီဖြစ်ပါတယ်။ထိုအချိန်မှာပဲဖာကာတို့စစ်ကူတွေရောက်ရှိလာကြပြီးတာလီဘန်တွေကိုလေကြောင်းကနေရှင်းလင်းလိုက်ခါဂျွန်တို့အားလုံးကိုအမေရိကန်ပြည်ထောင်စုစီတို့ခေါ်ဆောင်တွားခဲ့ကြပါတယ်။အမေရိကန်စစ်တပ်ဟာ 9/11 စစ်စင်ရေးကြီးကိုနှစ်ပေါင်း20ကြာအောင်ပြုလုပ်ခဲ့ပြီးဩဂုတ်လ30ရက်နေ့2021ခုနှစ်မှာတော့စစ်တပ်အကုန်လုံးကိုရုပ်သိမ်းခဲ့ပြီးအာဖဂန်နစ္စတန်မှာအပြီးအပိုင်ထွက်ခွာခဲ့ကြပါတယ်။တလအကြာမှာတော့တာလီဘန်တွေပြန်လည်အာဏာရရှိသွားကြပြီးစကားပြန်ပေါင်း300ကျော်လောက်ကအမေရိကန်စစ်တပ်မှတာဝန်ထမ်းဆောင်ရင်းတည်ဆုံခဲ့ကြကစကားပြန်ပေါင်းထောင်နဲ့ချီအောင်အာဖဂန်နစ္စတန်ထဲမှာပုံကုန်နေကြဆဲဖြစ်ပါတယ်